ကိုရီးယားကိုလည်းကျောင်းလာတက်ချင်တယ်ကျောင်းနဲ့လာချင်တယ်ကျွန်တော်တို့ဘာတွေကိုကြိုတင်ပြင်ဆင်ရမလဲမသိဘူးဖြစ်နေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားလိုက်ဖို့ကျွန်တော်ပြောချင်ပါတယ်ကိုရီးယားကိုကျောင်းနဲ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ရမယ့်အရေးကြီးတဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1အချက်ကတော့ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေပြင်ဆင်တဲ့အပိုင်းပေါ့နော်ကျွန်တော်တို့၈တန်း9တန်း10တန်းအမှတ်စရင်းတွေပြီးတော့ဒီ10တန်းအောင်လက်မှတ်တွေဒီပြီးတော့10တန်းအောင်10တန်းအောင်မြင်ထားကြောင်းထောက်ခံစာတွေအဲ့ဒါတွေကိုကျွန်တော်တို့ဒီကိုအောင်ထားတဲ့ကြောင်းကနေပြီးတော့မှယူထားဖို့လိုပါတယ်တကယ်လို့ကိုကဘွဲရထားပြီးသားဆိုလို့ရှိရင်တော့ဘွဲလက်မှတ်တွေအမှတ်စရင်းတွေကိုကိုအောင်မြင်ထားတဲ့တက္ကသိုလ်ကနေပြီးတော့မှယူထားဖို့လိုပါတယ်ဒါကကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်နံပါတ်2အချက်ကတော့ကျွန်တော်တို့ကိုရေးအချက်လက်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကိုပြင်ဆင်ထားဖို့လိုပါတယ်အိမ်အောင်စုထဲမှာပါတဲ့လူဦးရေအတိုင်းပဲဒီ၄ယောက်ရှိရဆိုလို့ရှိရင်ဒီ၄ယောက်ရဲ့မှတ်ပုံတင်တွေရ data တွေနဲ့ကျွန်တော်တို့ဒီအိမ်အောင်စုထဲမှာရှိတဲ့ data တွေအားလုံးကတစ်ထပ်ထပ်တူညီနေဖို့လိုပါတယ်နာမည်မွေးသက္ကရာမှတ်ပုံတင်နံပါတ်ဒီ၃ချက်ကအရေးအကြီးဆုံးပေါ့နော်ဒီ၃ခုလုံးကမှားလို့မရပါဘူးလွဲလို့မရပါဘူးအဲ့ဒါတွေပြင်ဆင်ထားဖို့လိုပါတယ်တကယ်လို့မှားနေရဆိုလို့ရှိရင်လည်းပြန်လည်ပြင်ဆင်ထားဖို့လိုပါတယ်နောက်နံပါတ်3အချက်ကတော့ကျွန်တော်တို့ပိုင်ဆိုင်မှုအထောက်အထားပြတဲ့အပိုင်းမှာကျွန်တော်တို့ဒီចောင်းသားကဒီကိုရီးယားနိုင်ငံကိုចောင်းလာတက်တော့မယ်အဲ့ဆိုမြန်မာနိုင်ငံမှာကြံခဲ့တဲ့မိသားစုဝင်တွေအနေနဲ့ဒီចောင်းသားကိုဒီနိုင်ငံမှာចောင်းတက်ဖို့အတွက်ထောက်ပံ့ပေးနိုင်ပါတယ်ဆိုတဲ့တက်တည်အထောက်အထားလိုပါတယ်ကျွန်တော်တို့ဝင်ငွေထောက်ခံစာတော့၎င်းဒီလုပ်ငန်းလိုင်စင်တော့၎င်းတင်လို့ရပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကဝင်ငွေထောက်ခံစာတင်ပြီးတော့မှပဲလာတာဖြစ်တဲ့အတွက်ဝင်ငွေထောက်ခံစာနဲ့ပဲဗီဇာဝင်ဖို့ကျွန်တော်အနေနဲ့ပို့ပြီးတော့အကြံပေးပါတယ်ပြီးတော့ကျွန်တော်တို့ show money ပြဖို့လိုရတယ်ပေါ့နော်ကျွန်တော် show money ပြတဲ့အခါမှာလည်းចောင်းသားကိုယ်တိုင်ဘဏ်အကောင့်ဖွင့်ပြီးတော့မှចောင်းသားရဲ့ဘဏ်အကောင့်မှာចောင်းသားကိုယ်တိုင်ငွေသားနဲ့ show money ထည့်ဖို့ကျွန်တော်အနေနဲ့အကြံပေးပါတယ်ဒါအလွယ်ကူဆုံးအကြံမြင့်အချက်၃ချက်ပေါ့နော်နောက်မှာတော့ channel step တွေအများကြီးပဲကြံပါသေးရဲ့ဒီအချက်၃ချက်ကိုပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုကအသက်ဘယ်လောက်လဲ10အမှတ်ဘယ်လောက်ရထားလဲဘယ်ကျောင်းကိုရှောက်လို့ရလဲအဲ့ဒီကျောင်းကိုဘယ် agency ကရှောက်ထားရင်ပို့ပြီးတော့အဆင်ပြေလဲပေါ့နော်အဲ့ဒီအပိုင်းတွေကိုစုံစမ်းပြီးတော့မှကျွန်တော်တို့ agency အပ်ပြီးတော့မှကိုရီးယားကိုလာလို့ရပါပြီအခုကျွန်တော်ပြောထားတဲ့အချက်၃ချက်ကိုအားလုံးပဲနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့မရှင်းတာနားမလည်တာရှိရဆိုလို့ရှိရင်ဒီ post comment အောက်မှာအသေးစိတ်လေးမေးခဲ့လို့ရပါတယ်ကျွန်တော်အနေနဲ့အချိန်ရရင်ရတယ်လို့အမြဲတမ်းပြန်လည်ဖြေကြားပေးပါမယ်ခင်ဗျာဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိရဆိုလို့ရှိရင်လည်း like and share လေးလုပ်ပြီးတော့မှ support လုပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အဲ့ဒါဆိုလို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ